သူငယ်ချင်းနဲ့အားလုံးဒီနေ့မင်္ဂလာပါနော်သူငယ်ချင်းနဲ့အားလုံးကိုကျွန်တော်ဒီနေ့ထိုင်းနိုင်ငံ website အသစ်တစ်ခုပြန်ရပြန်ပြီနော်ဒီ website လေးကကြတော့ကျွန်တော်တို့အဆောင်ကျွန်တော်စမှတ်မဆိုလို့ရှိရင်သူကကျွန်တော်တို့ကိုပတ်စံ1000ပေးရနော် okay ဒါဆိုရင်ဒီပတ်စံ1000ကိုလည်းကြတော့ကျွန်တော်တို့ဘယ်လိုမျိုးအရင်နေ့ပြန်ထောက်ရမလဲဆိုတာကိုသူငယ်ချင်းနဲ့ကျွန်တော်လာပြီးတော့ဒီနေ့တစ်ချက်တည်းပဲကျွန်တော်ပြပြပေးသွားမှာနော် okay ဒါဆိုရင်ကျွန်တော်က link လေးကြတော့ကျွန်တော် YouTube အောက်မှာကျွန်တော် link ချတာပြရနော် alien တစ်ဆင့်သူငယ်ချင်းတွေအကုန်လုံးစမှတ်ကြည့်လို့ရနော် okay ဒါဆိုကျွန်တော်စမှတ်ပြီးလို့ရှိရင်ကျွန်တော်တို့မပြီးသေးဘူးနော်ဒီခုကျွန်တော်စမှတ်ပြီးတာကျွန်တော်ပြအောင်တင်ကြနော်ဒီမှာကျွန်တော်စမှတ်ပြီးတာဒီခုမှာကျွန်တော်ဟာ3ညမရှိသေးတယ်နော်ဒီမှာနော်ဒီမှာကျွန်တော်ဘာမှမရသေးဘူးနော်3ညရှိတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကကျွန်တော်တို့ဒီမျိုးပုံစံမျိုးတက်ပုံနဲ့ပုံရလာပါနော်ဒီပုံရပြီးလို့ရှိရင်ဒီမှာကျွန်တော်အောက်မှာကျွန်တော် line ကျွန်တော် link ချပေးမယ်ဒီရဲ့ admin ရဲ့ line ပါနော်သူ့ရဲ့ line ကိုကျွန်တော်ချပေးတာပါနော် okay ဒီ line ကိုတကယ်ချင်းတက်အပ်လာပါနော်အဲ့ပြီးလို့ရှိရင်တကယ်ချင်းတွေကိုသူကဒီမျိုးပုံစံမျိုးသူပို့ခဲ့ပြီနော်တကယ်ချင်းသူ flip ဟိုနေ့အရင်နေ့ပတ်စံ1000ထုတ်ပေးပါနော် okay ဒါဆိုရင်ကျွန်တော်တို့တွေကဒီမျိုးပုံစံမျိုးကျွန်တော်တို့စာတွေ့သွားပြီးဆိုရင်ကျွန်တော်တို့ဒီမှာဒီမျိုးတက်ပုံကိုကျွန်တော်ပို့ပလိုက်ရုံနော်တကယ်လို့သူဘာမှမပို့လဲကျွန်တော်တို့ဒီတက်ပုံမျိုးကျွန်တော်ပို့ပလိုက်နော်ပို့ပြီးလို့ရှိရင်သူကကျွန်တော်တို့ကိုဖုန်းနံပါတ်တောင်းနော် okay ဒါဆိုရင်ကျွန်တော်တို့တွေဆက်မှတ်တဲ့ဖုန်းနံပါတ်ကိုကျွန်တော်ပေးလိုက်ပါနော် okay ဒါကျွန်တော်ပေးလိုက်တဲ့ဖုန်းနံပါတ်နော်ဖုန်းနံပါတ်ပြီးလို့ရှိရင်သူကကျွန်တော်တို့ပြောခဏစောက်ပါနော်ဒီမှာကျွန်တော်သူပြောခဏစောက်ပါနော်စောက်ပြီးလို့ရှိရင်ဒါဆိုရင်ကျွန်တော်တို့ခဏကြာဆိုလို့ရှိရင်တော့သူကကျွန်တော်တို့ကိုပတ်စံ1000လွှဲထည့်ပေးတယ်နော်ကျွန်တော်ဘန်နဲ့ပြီးလို့ရှိရင်သူကကျွန်တော်တို့ကိုပြောတယ်ကျွန်တော်ဘန်နဲ့ချက်ပါနော်တကယ်ပတ်စံထုတ်လို့ရတဲ့အကြောင်းနော်ဒါမှကျွန်တော်တို့သူ့ရဲ့ပတ်စံ1000ရင်တော့အရင်နေ့ထုတ်မှပဲကျွန်တော်တို့ပတ်စံထုတ်လို့ရအောင်နော် okay ဒါဆိုရင်ကျွန်တော်တို့တွေကဒီမှာဘန်နဲ့သူတို့ကကျွန်တော်တို့ချိန်ခိုင်းနော် okay ဒါဆိုကျွန်တော်တို့ဘန်နဲ့ချက်လိုက်ပေးပါနော် okay ဒီနေ့ကတော့ကျွန်တော်လာပြီးတော့ကျွန်တော်အရင်စမှတ်ပြပြီးလို့ရှိရင်ကျွန်တော်ပတ်စံ1000ကိုကျွန်တော်အရင်နေ့ထုတ်နေကျွန်တော်ပြပေးပါနော် link ကိုကျွန်တော်နှိပ်လိုက်ပါနော်ဒီ link လေးပေါ့နော်ခုကျွန်တော်ပြလင်းပါနော် okay နှိပ်ပြီးလို့ရှိရင်ကျွန်တော်တကယ်ကြည့်နေရပေါ်ဆုံးမှာကျွန်တော် user name ကိုကျွန်တော်ထည့်ပြအောင်နော်user name ထည့်ပြီးလို့ရှိရင်ဒီမှာဖုန်းနံပါတ်ကျွန်တော်ထည့်မယ်နော်ဖုန်းထည့်ပြီးလို့ရှိရင်ဒီမှာကlower check ကနေကိုကျွန်တော်ထည့်တူထည့်ပြလားနော် okay lower check ကနေကိုကျွန်တော်တူထည့်ပြီးလို့ရှိရင်ဒီမှာကကျွန်တော်ဆက်နေသွားမှာနော်ဒီနာအဆက်လေးတစ်ဆက်ချပြီးတော့နော်ချပြီးလို့ရှိရင်ဒါဆိုကျွန်တော်ဒီမှာလေးနှိပ်မယ်နော်ဒီမှာနှိပ်မယ်ဆိုလို့ရှိရင်ဒါဆိုတကယ်ကြည့်နေစမှတ်တာအောင်မြင်သွားပြီနော်3ညပေါ့နော်ပြီးလို့ရှိရင်ဒီကောင်တက်ပုံရပြီးတော့ကျွန်တော်ပြောမျိုး line ပို့ပလိုက်ရုံပေါ့နော် okay ဒါဆိုကျွန်တော်ထဲဝင်မယ်နော်ထဲဝင်မယ်ဆိုလို့ရှိရင်ကျွန်တော်ဖုန်းစံတိုင်းပုံမှာဖုန်းနံပါတ်ကိုကျွန်တော်ထည့်မယ်နော် okay ဒါဆိုရင်ဒီအောက်မှာကြာကျွန်တော် lower check ကနေကိုကျွန်တော်ထည့်ပေးရမှာနော်3ညမထည့်ရမှာနော်3ညမထည့်ရနော် okay ဒါဆိုကျွန်တော်ဒီမှာlower check ကနေကျွန်တော်ထည့်ထားမှာနော်ကဲ lower check ကနေကိုကျွန်တော်ထည့်ပြီးနောက်ပြီးမှပြီးလို့ရှိရင်ကျွန်တော်ဒီထဲကိုကျွန်တော်ဝင်မှာဖြစ်ပါနော် okay နောက်ဒီမှာနှိပ်နော် okay နဲ့လား okay ဒါဆိုရင်ကျွန်တော်တို့တွေကဒီမှာပတ်စံ1000ရတာတကယ်တွေ့နေရမှာနော်ဒီမှာ90ရာ1000 1000ရတကယ်တွေ့နေရမှာနော်ဒီမှာလည်းတကယ်ချင်းဆိုလို့ရှိရင်တော့တကယ်ချင်းတွေမရသေးဘူးနော်သူကတကယ်ချင်းတွေကိုစောကျွန်တော်ပြောမျိုးပို့ပေးရမှာဖုန်းနံပါတ်ပို့ပေးလိုက်ကြပါနော် okay ဒါဆိုရင်ဒီပတ်စံ1000ကိုကျွန်တော်တို့မှုရမှာနော်ဒီမှာကျွန်တော်နှိပ်မှာနော်တကယ်လို့ပတ်စံ1000ရတကယ်ချင်းဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာကိုကျွန်တော်နှိပ်မှာနော်တကူကျွန်တော်ပြနေရလေးကိုနော်ဒီညာလေးကိုနှိပ်မှာနော်ပတ်စံ1000ကျွန်တော်ရပြီးလို့ရှိရင်ကျွန်တော်ဒီမှာဒီနေ့မှာကျွန်တော်9ခေါက်ကျွန်တော်လွှဲရအောင်နော်ဒီမှာကျွန်တော် free 9ခေါက်သူပေးနော် okay ဒါဆိုကျွန်တော်နှိပ်မယ်နော်ဒီမှာဒီနားလေးမှာကျွန်တော်ကောက်နှိပ်လိုက်ကြပါနော် okay ပြီးလို့ရှိရင်ဒီမှာကျွန်တော်နှိပ်မယ်နော်ဆက်နေသွားနော် okay နော်ဒါဆိုတစ်ခါအောင်မြင်သွားပြီနော်တစ်ခါအောင်မြင်သွားပြီနော်ပြီးလို့ရှိရင်ဆက်နေသွားမှာနော်နောက်ပြီးလို့ရှိရင်ကျွန်တော်နောက်ပြီးတဲ့ငရင်းတွေကိုကျွန်တော်ဘန်နဲ့ချိန်နီးကျွန်တော်ဆက်နေပြရပြီးသွားနော်ဘန်နဲ့ချိန်လိုက်အရင်ချိန်နော် okay ဒါဆိုတော့နှိပ်မယ်ဒါပတ်စံထုတ်ရတာမရဘူးဆိုတာရောတကယ်ကြီးနဲ့ကျွန်တော်မသိသေးတော့ကျွန်တော်လည်းမထုတ်သေးဘူးနော်စမ်းကြည့်မယ်နော်ကျွန်တော်နော်စမ်းကြည့်မယ်နော်ကျွန်တော်တို့တွေဒါသမားတွေလောက်တာတွေ့လို့ကျွန်တော်ထိုင်းလူမျိုးလောက်တာကျွန်တော်တွေ့လို့ကျွန်တော်လာပြီးတကယ်ကြီးကိုမျှဝေပေးဖြစ်ပါနော် okay ပြီးလို့ရှိရင်ကျွန်တော်ဆက်နေသွားမှာနော်အရန်လောက်လွယ်ပါနော်မှာပြီးလို့ရှိရင်ကျွန်တော်ဒီမှာဒီမျိုးဆက်နေသွားလာနော်ပတ်စံ1000ကနေ12000ဖြစ်သွားနော် okay ဆက်နေသွားနော် okay နှိပ်သွားနော်ဝက်ဆက်နေသွားတနေ့က9ခေါက်ကျွန်တော်နှိပ်ရမှာနော်9ခေါက်နှိပ်ပြီးလို့ရှိရင်ဒါဆိုရင်ကျွန်တော်တို့ပတ်စံဘာပြီးမှထုတ်ရမှာဆိုတာရောတကယ်ချင်းကျွန်တော်တစ်ချက်တည်းကျွန်တော်ပြပြပြီးသွားမှာနော် okay ပြီးလို့ရှိရင်ဘာနဲ့ချက်လေးကျွန်တော်ပြပေးပါနော် okay 9ခေါက်ပြည့်သွားပြီနော်9ခေါက်ကျွန်တော်ဆက်နှိပ်ကြည့်ရပါနော်ရမှာနော်ရသေးတာတော့ခဏခါသနဲ့
โอเคမြရတော့နော်တနေ့မှာ9ကောက်ကျွန်တော်တို့သူပေးလိုက်နော်โอเคဒါဆိုကျွန်တော်တို့1400ကျော်ရပါရင်နော်ဒီမှာပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာပတ်စံလာထုတ်ပြမှာနော်ဒီမှာပတ်စံထုတ်မှဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာနှဲ့ပါနော်ပတ်စံလည်းကြတော့သူကျွန်တော်တို့ဖြည့်ခိုင်းမှပေးထုတ်မလားတော့မသိဘူးကျွန်တော်ထင်တာနော်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာနှဲ့မယ်ပြီးလို့ရှိရင်ကျွန်တော်ဘန်မျိုးစားကျွန်တော်ချိန်မှာနော်ဘန်ကျွန်တော်ချိန်မရမှာနော်ဒီမှာလည်းကြဘန်မျိုးစားကျွန်တော်ရွေးမယ်နော်ပေါ်စောမှာကျွန်တော်ဘန်လည်းကြတော့ဘန်ကောက်ဘန်ပြီးလို့ရှိရင်ဒီမှာလည်းကြတော့ကျွန်တော်ဘန်နမီထည့်ပြရမှာနော်ဘန်နမီဖြည့်စုံထည့်ပြလားနော်လို့ရှိရင်ဒီမှာစာခါနော်ကျွန်တော်တို့ဘန်ဘယ်မျိုးမှာဖွင့်လာလဲဆိုတာကိုကျွန်တော်ထည့်ပြလားနော်ဒါတိတ်အရေးမကြီးပါဘူးနော်ဘယ်မျိုးဖွင့်ကိုတော့ဖွင့်တဲ့မျိုးမှာကိုထည့်ပြလိုက်ရုံနော်ဒါအရေးမကြီးပြီးလို့ရှိရင်ဒီမှာဘန်နံပါတ်ကိုကျွန်တော်တူတောင်းနော်ပြီးလို့ရှိရင်ကိုယ့်ရဲ့ဖုန်းနံပါတ်ကိုထည့်ခါနေပြီးလို့ရှိရင်ဒီမှာကျွန်တော်ပတ်စံထုတ်မှဆိုလို့ရှိရင်ကျွန်တော်တို့လေနံပါတ်ပေါ့နော်ကျွန်တော်လိုဝက်ချက်ကနန်းကိုကျွန်တော်ထည့်ပေးရမှာနော်စေရုံဖြစ်ကိုလုံးဖြစ်တော့ကျွန်တော်ထည့်ပြလိုက်ရုံနော်โอเคဒါဆိုကျွန်တော်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာစနစ်သွားလိုက်ရုံနော်โอเคဒီကိုကျွန်တော်ပြနေတာလေးကိုနှိပ်ပြလိုက်ရုံနော်โอเคဒါဆိုကျွန်တော်ချက်ထည့်လိုက်မှာနော်โอเคဆိုတော့ကျွန်တော်ဘန်နဲ့ချိန်တာမြင်သွားပြီနော်ဒါဆိုရင်ကျွန်တော်ပတ်စံထုတ်ကြည့်မယ်နော်ဒီမှာကျွန်တော်နှိပ်မယ်နော်နှိပ်မယ်ပြီးလို့ရှိရင်ဒီမျိုးပုံစံမျိုးပေါ်နေရမှာနော်ဘန်နဲ့ချိန်တဲ့တငယ်ချင်းဆိုလို့ရှိရင်ဒီမျိုးပုံစံမျိုးပေါ်နေရမှာနော်โอเคနော်ပတ်စံလည်းကြတော့ဒီမှာကြတော့သူကဘယ်လောက်ထုတ်မှဘယ်လောက်ပြည့်မှထုတ်ရမှာဆိုတော့သူမြည်တာပါနော်ကျွန်တော်တစ်ချက်ကြည့်လိုက်ပါနော်ကျွန်တော်ပါတာချက်ပြောင်းလိုက်ပါနော်တော့တငယ်ချင်းတွေကဒီထိုင်းဘန်မရှိတဲ့တငယ်ချင်းဆိုလို့ရှိရင်တော့ဒီမှာ USD ဒေါ်လာနဲ့ကျွန်တော်ထုတ်လို့ရနော်ဒီမှာဆိုလို့ရှိရင်ဒီမှာကျွန်တော်နှိပ်ပါနော်ပတ်စံချိန်မဆိုလိုက်အဲ့လိုနော်ဆိုတော့ကျွန်တော်ညာကိုပြန်သွားမှာနော်โอเคဒါဆိုကျွန်တော်ပတ်စံတကယ်ကျွန်တော်ပတ်စံထုတ်မှဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာပတ်စံရေတွက်ကိုကျွန်တော်ဒီမှာထည့်ပါနော်ပြီးလို့ရှိရင်ဒီမှာကျကျွန်တော်ဒီလိုဝက်ချက်ကနန်းကိုကျွန်တော်ထည့်ပေးရဖြစ်ပါနော်โอเคဒါဆိုရှင်ကျွန်တော်ပတ်စံထုတ်ဒီမှာကောက်ထုတ်လိုက်ရုံပါနော်ရွံ့လွယ်ပါနော်โอเคဒါဆိုကျွန်တော်ပြန်ထွက်ပါနော်โอเคနော်โอเคဒါဆိုဒီနေ့ကတော့ဒီလောက်ပါပဲနော်ပတ်စံဖြည့်တာတော့ကျွန်တော်မဖြည့်ပြတော့ပတ်စံဖြည့်ရတာရမ်းလွယ်ပါနော်ဒီမှာနော်ပတ်စံတရားနေစဖြည့်လို့ရနော်ဒီမှာနော်โอเคဒါဆိုကျွန်တော်ပတ်စံဖြည့်တာမပြတော့နော်โอเคဒီနေ့ကဒီလောက်ပါပဲနော်